ကဲအမဟို presentation ပြတော့မယ်နော်ဒီအဆိုမှ HMI ယူထိုးလာအောင် HMI ယူထိုးလာHMI ကြောမရဘူးဟုတ်တော့ဘယ်လိုဖြစ်နေဟာကျုံလောက်ထားပါလားဟိုမှာတော့ကြောက်ကုန်တော့ပါပဲအချိန်လေး ဖလည်းမတက်လာ ဒီမှာထိုးလာအောင်တော့ ဘာလို့မရပါနဲ့ မီတင်ချိန်တွေမှာအချိန်များစွာကေဘယ်ပြဿနာကြီးကြုံနေရပြီလားအမမဟုတ်ဘူး HMI ဟုတ်သားတယ်ဘာလို့တော့အချမ်းရုပ်ပဲပါမယ် ဒီမှာဘာနှစ်ပတ်လုံးပါ MacBook user တွေရော HDMI ပြဿနာကြုံနေရပြီလားကဲဒီလိုဆိုရင်တော့ Ready Show Wireless Presentation System ကိုသုံးဖို့လိုနေပြီနော်ဒီတင်တွေမှာအခက်အခဲတွေမဖြစ်စေဖို့တင်းရဲ့ presentation ကို ready show နဲ့တူစတင်လိုက်ပါ